ဦးကြီးကိုခင်ဗျာကိုကြိုက်တဲ့စောင်းမလေးကိုပထမတစ်ခေါက်ဖတ်လိုက်ရပေမဲ့နောက်တစ်ခေါက်ပြန်ဖတ်ရှင်လို့ရှာတဲ့အခါမှာမတွေ့ရတာမျိုးကြုံမှုကြပါသလားခင်ဗျာစိမ်းအောင်လန်းမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဗောနော်ကျွန်တော်ကဒီအစိမ်းအောင်လန်းရဲ့ဒီစောင်းပါ post တွေကိုဗောနော်ဘယ်လိုမျိုးတင်ဆက်ပြီးတော့နောက်တစ်ချိန်မှာပြန်ပြီးတော့ဖတ်လို့ရနိုင်မယ့်နည်းလမ်းလေးကိုကျွန်တော်တို့ပြသပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့အစိမ်းအောင်လန်း software တွေကိုဝင်လိုက်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ဗောနော်ဖီလေးကိုနည်းနည်းဆွဲလိုက်မယ်အားဆိုလို့ရှိရင်ကျွန်တော်တို့ဆောင်းပါးလေးတစ်ပုဒ်ပေါ်လိုက်ပေါ့နော်စိုက်ပြီးတော့တူတာဒီဇင်ဘာလပေါ့နော်ပြီးရင်ကျွန်တော်တို့အဲ့ဒီဆောင်းပါးလေးကိုတစ်ချက်ထောက်လိုက်မယ်ပေါ့နော်ဆောင်းပါးနည်းနည်းရှိရဲကိုမှဖတ်ဖို့အချိန်မရှိသေးဘူးကိစ္စမရှိဘူးကျွန်တော်တို့ဒီဆောင်းပါးလေးကိုမှတ်ထားလို့ရတယ်ပေါ့နော်မှတ်ထားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကညာဘက်ရဲ့ထိတ်တောင်းလေးမှာပေါ့နော်ကျွန်တော်တို့ကဆိုတာလေးရဲ့ပြီးမှာပေါ့နော်ဒီ bookmark ပုံစံလေးရှိရပေါ့နော်အဲ့ဒီ bookmark ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလေးကအဖြူရောင်ပြောင်းသွားပြီးတော့ကျွန်တော်တို့ကဒီ post ကိုမှတ်သားထားပြီးဖြစ်တယ်ပေါ့နော်ဒီလိုအဲ့ဒီကိုမှတ်သားထားတဲ့ post တွေကိုကြတော့ဘယ်မှာပြန်ရှာနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘယ်ဘက်ရဲ့ထိတ်ဆုံးတောင်းလေးမှာပေါ့နော်ကျွန်တော်တို့တင်ထားတဲ့ profile ပုံလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့စိတ်ကြိုက် post များဆိုတာလေးကိုအောက်ဖက်နားမှာရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့မှတ်ထားတဲ့ဒီဆောင်းပါလေးပေါ်လာပြီပေါ့နော်အဲ့ဆောင်းပါလေးကိုတစ်ချက်ထောက်ပြီးတော့ကျွန်တော်တို့ဖတ်ရှုလို့ရနိုင်မှာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ကဲ့ပါဒီ post တွေကိုမှတ်သားထားလို့ရတဲ့နည်းလမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာလည်းဒီအစိမ်းအောင်လန်းရဲ့အသုံးဝင်မဲ့လှုပ်ဆောင်ချက်တွေကိုထပ်မံပြီးမျှဝေသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်